Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချက်လေးလေးနဲ့လက်ထပ်ဆောင်တစ်ခုကိုတူတူလေ့လာကြမယ်ဆိုတော့မတော်ခင်မှာတစ်ချက်ကိုဒီပုံမှာဘာတွေတွေ့ရလဲဒါတို့သူတို့ဘာတွေတွေ့ရလဲဘာကောင်းလေးတွေတွေ့ရလဲဒီချက်ကိုပြောပြနော် Okay အဲ့ဆိုရင်ဒီချက်လေးပြောပြမယ်ဒီမှာဒီချက်က a big snake it's spotty right a spotty snake ကိုတွေ့ရတယ်ဒီမှာ spot တွေအများကြီးပဲသူစီမှာပျောက်လေးတွေနဲ့ and I can see the sun လည်းတွေ့ရတယ်နော်ပြီးတော့ဒီကောင်လေးကိုကြည့်လိုက်ပါဦးဘာလေးကင်ထားလဲသူကတုတ်ကလေးကင်ထားတယ် stick နော် and I can see a dog yes ခွေးကလေးလည်းတွေ့ရတယ် and there is also a snail ဒီမှာ snail လည်းတွေ့ရတယ်အများကြီးပဲเนาะဒါတို့တမျိုးလည်းပြောပြနော်ဘာတွေတွေ့ရလဲဆိုရဲဟာဟုတ်ပြီဆိုတော့ဒီချက်ကပုံပြင်တစ်ပုဒ်ပြောပြမယ်ဟိုးရှေတုန်းက Sam ဆိုတဲ့ကောင်လေးတယောက်ရှိတယ်အဲ့ဒီ Sam ကအရန်ကိုလိမ္မာတဲ့ခွေးကလေးတစ်ကောင်ရှိတယ်เนาะဒီမှာဒီခွေးကလေးဆိုတော့တရက်မှာသူတို့ညောက်ဟိုးတော့အုပ်ထဲကိုလမ်းလျှောက်ပြီးတော့သွားတဲ့အခါမှာတဲ့ဒီခွေးကလေးကအရန်ဟောင်လာတယ်เนาะအရန်ဟောင်လာတဲ့အခါကျတော့ Sam လေးကတော့ကြည့်လိုက်တဲ့အခါမှာတဲ့အမှသူကဘာတွေ့ရလဲဆိုတော့အဲ့ဒီမွေအကြီးကြီး snake ကိုတော့တွေ့ရတယ်။ဘာကောင်လေးကိုတော့တွေ့ရလဲ snake ဘာကောင်လေးလဲ snake ဟုတ်တယ်အဲ့ဒီအခါမှာအဲ့ဒီ Sam လေးကဘာလုပ်လိုက်လဲဆိုတော့အဲ့ဒီ stick လေးကိုကင်ပြီးတော့မှအဲ့ဒီမွေကိုထွက်ပြအောင်လုပ်လိုက်တယ်တဲ့အဲ့ခါကျတော့အဲ့ဒီ snake ကဘလို့အတန်လေးထွက်ပြီးသွားလိုက်မယ်လို့ထင်တယ်ဒါတော့သူမျိုးဟုတ်တယ်လို့အတန်ထွက်တယ်ဆိုတော့ဒီချက်နဲ့တူတူလိုက်ပြောကြည့်မယ်နော်ဟုတ်ပြီဒီရှာလေးကနေအတန်ထုတ်မယ်နော်ဟုတ်တယ်အရင်တော်တယ်အဲ့ခါကျတော့ဒါတို့သူမျိုးဒီမှာလက်ထက်တစ်လုံးတွေ့ရတယ်ဟုတ်အဲ့ဒီလက်ထက်လေးကဘာလဲသူ့နာမည်လေးက S အဲ့ဒီ S ကလို့အတန်ထွက်တယ်เนาะအဲ့ဆိုရင်ဒါတို့တမီးတို့ကအဲ့ဒီလက်ထက် S လေးကိုတွေ့ရတယ်ဆိုရင်လို့အတန်ထွက်ဖို့မမင်းနဲ့เนาะအဲ့ဆိုရင်ဒီချက်ပုံလေးတွေပြန်ပြောကြည့်မယ်เนาะအမှအတန်ကြားရလားမကြားရဘူးလားဒီချက်ပြန်ပြောပြ Okay snake ဆိုတဲ့အတန်လေးကိုကြားလိုက်လားကြားလိုက်တယ်ဘယ်နှမှာကြားလိုက်တာလဲအရှိဆုံးမှာကြားလိုက်တာအတန်လေးကိုကြားလိုက်တယ်နောက်တစ်ခုကရောဘာလေးတွေရှိသေးလဲ dog မှာဒီချက်ကလို့အတန်ထွက်လိုက်လားမထွက်လိုက်ဘူးမကြားလိုက်ဘူးเนาะ dog ဒီမှာကြည့် dog เนาะဟုတ်ပြီနောက်တစ်ခု there is a stick နော် stick အတန်ကြားရတယ်ပြီးတော့မှဒါတို့တို့မျိုးကြီးဆိုတာက consonant အတန်လေးဟုတ်ပါတယ် consonant နော်အဲ့ဒီအတန်လေးက consonant ကဘာအတန်လဲ consonant အတန်ဖြစ်ပါတယ်အဲ့ဆိုရင်ဒီချတို့ game တစ်ခုကစားကြည့်မယ် game ကစားရအောင်ဒီချတို့ဒါတို့တို့မျိုးကအခုဒီမှာဘာမှမတွေ့ရဘူးဒီချက်နဲ့တူတူ S လေးကိုရေးကြည့်ကြမယ်ဒါတို့တို့မျိုးကရေးတက်ပြီးသားအဲ့ဆိုရင်ဒါတို့မျိုးလက်ကိုဒီ screen ပေါ်မှာထောက်ထားမယ် Okay ဒီချက်နဲ့တူတူရေးမယ်နော်ဟုတ်ပြီနောက်တစ်ခါတော့ပြန်ရေးကြည့်မယ်ရမ်းတော်တယ် Okay ဒါတို့တို့မျိုးက game ဆော့ဖို့ ready ဖြစ်ပြီလို့ဒီချက်ကယုံကြည်တယ်အဲ့ဆိုရင်ကျွန်တော် game တူတူဆော့ကြမယ်ဒီမှာပုံလေးဘယ်နှပုံရှိလဲ4ပုံရှိတယ်ဟုတ်တယ်4 pictures ဒီမှာဒီချက်တို့အတန်မကြားရတဲ့ပုံလေးကိုဒီချက်တို့အမှားချစ်မယ်เนาะဒီချက်တို့ cross out လုပ်လိုက်မယ်ကြားရတဲ့ဟာလေးတွေကိုကြတော့ tick အမှန်ချစ်မယ် okay ဆိုရင်ဒီချက်မလုပ်ခင်မှာဒါတို့တို့မျိုးရအောင်လုပ်ကြည့်မယ်ဒီမှာဆိုရင်ပထမဦးဆုံးပုံလေးရပါလိမ့်လေ it's a dog ဟုတ်တယ်အတန်ကြားရလားမကြားရဘူးအဲ့ဆိုရင်ကျတို့ကဒီပုံလေးကို cross လုပ်လိုက်ပေါ့ပြီးရင်နောက်ထပ်တစ်ပုံလေးရပါလိမ့်လေ stick ဟုတ်တယ်
stick အတန်ကြားလိုက်လားကြားလိုက်တယ်နော်အဲ့ဆိုရင် tick နောက်တစ်ခု sun အရန်တော်တာပဲဟုတ်တယ် sun မှာဆိုရင်အတန်ကြားရတယ်ဆိုတော့တချို့က tick လုပ်လိုက်မယ်နောက်တစ်ခုကဘာလဲ sock မှန်လိုက်မှန်တယ် sock ဆိုတော့ကျတို့ကအတန်ကြားလိုက်တယ် right အဲ့ဆိုရင် tick လုပ်မယ်ဒါတို့တို့ကအရန်တော်တာပဲအဲ့ဆိုရင်နောက်ထပ်တစ်ခု exercise လေးကိုဒီချက်နဲ့အတူတူလိုက်လုပ်ကြည့်မယ်ဆိုတော့ okay ဒါတို့တို့မျိုးဒီပုံလေးကိုတွေ့ရတယ်နော်ဆိုရင်ဒါတို့တို့မျိုးကစာအုပ်လေးထုတ်ပြီးတော့မှ letter S ကိုရေးပြီးပါပြီးတော့မှရေးတဲ့အခါမှာဆိုရင်လည်းလို့အတန်ထွက်ပြီးတော့ရေးမယ်ဒါတို့မျိုးသိပြီနော် S ကိုဘယ်လိုရေးတယ်ဆိုတော့ခုနကဒီချက်နဲ့ screen ပေါ်မှာရေးသလိုမျိုးပဲပြီးတော့အတန်လေးထွက်ပြီးတော့ရေးမယ် က consonants ဟုတ်တယ်ဆိုတာလေးကိုလည်းမှတ်ထားမယ်နော်ပြီးရင်ဒီ channel အတူတူနောက်ထပ် video မှာနောက်ထပ် letter sound လေးတွေကိုအတူတူလေ့လာကြမယ် so that's it for today bye bye